အားလုံးပဲမင်္ဂလာပါရှင်အေးပါတို့ချိုမာလေးရန်950နဲ့မွေးငါစားလို့ရမယ်ဆိုရင်ယုံပါမလားမမေတော့မယုံဘူးတိလားအေးလုံးဝမယုံတာဒါပေမဲ့တကယ်ရပါတယ်950နဲ့မွေးငါဆိုင်ရှိပါတယ်ပေါ့နော်နောက်ပြီးတော့ပိုးကြီးကြံတာကအေးတို့လိုចောင်းသူတွေအတွက်10%ចောင်းသားကပ်ပြရနဲ့10% discount လျှော့ပေးပြီးတော့အေးစားခဲ့တာ400ပဲကြားခဲ့ပါတယ်အရန်တန်တယ်ဟုတ်အဲ့တော့အခုဒီနေ့ကဘယ်ကိုသွားခဲ့လဲဆိုတော့ open campus ပေါ့နော်အေးကအခု language school တက်နေတာ2နှစ်ပြည့်တော့မယ်ပေါ့နော်တစ်နှစ်ပြည့်ပြီအခုနောက်တစ်နှစ်ပေါ့ဒုတိယနှစ်ကျောင်းသူအနေနဲ့တက်နေပြီးတော့အခုကျောင်းကနေပြီးတော့လိုချင်တဲ့ဘာသာတွေကိုလိုချင်တဲ့ကျောင်းတွေကိုရှာဖို့အတွက်မေဂျာရွေးခိုင်းပြီပေါ့နော်အဲ့တော့ open campus တွေတွားနေရပြီပေါ့နော် open campus ကိုတွားရင်းနဲ့အနာမှာဆိုင်လေးတစ်ဆိုင်တကယ်ချင်းက recommend ပေးထားတယ်ပေါ့နော်အဲ့ဆိုင်လေးရန်စားကောင်းနေတဲ့ကိုတခါမှမစားဘူးပေါ့နော်အဲ့ဆိုတော့စုကမို့ဘူဒါကနေပြီးတော့လမ်းလျှောက်2မိနစ်ပဲရှိရပေါ့နော်ဒါ commercial review လည်းမဟုတ်ဘူးပေါ့နော်အရန်စားကောင်းလို့ review ပေးတာပါနောက်ပြီးတော့ចောင်းသူចောင်းသားတွေအတွက်ဆိုလို့ရှိရင်ចောင်းသားကပ်ပြရုံနဲ့shop ပြီး discount ရှိတယ်ပေါ့နော် discount ရှိတယ်10% discount ရှိတဲ့အတွက်အရန်အဆင်ပြေတယ်ပေါ့နော်ចောင်းသားတွေအတွက်နောက်ပြီးတော့discount မရှိဘဲနေတော့မှဈေးကလည်းအရန်မကြည့်ဘူးအရန်တက်တာရယ်ပေါ့နော်ဒါပေမဲ့ तू ကမနက်10:00နာရီစောက်ဖွင့်ပြီးတော့ညနေ3:00နာရီလောက်ဆိုကုန်ပြီပေါ့နော်အကုန်လည်းအရန်မြင့်နေဘာလို့ဆိုအရသာကောင်းလို့ပါဈေးထက်လေအရသာအရန်စားကောင်းနေဘကိုးကမွေးငါလေးကိုစားလိုက်ရတယ်လို့ပဲငါးများများနဲ့ပြပြနှစ်လေးချက်ပေးထားတာပေါ့နော်နောက်ပြီးတော့စေတနာလည်းအရန်ပါတယ်ဆိုင်လေးကလေအရန်စားကောင်းခဲ့ပါတယ်ပြီးရင်သမယာသီးထည့်တယ်ငယ်သီးချက်မှုတ်ထည့်တယ်ငမြလေးနဲ့ထည့်တယ်ကိုစိတ်ကြိုက်ပေါ့နော်ထည့်ထပ်ပြီးတော့ဆွဲပါပြီအေးရမ်းကြိုက်တယ်တကယ်ပြောအိုဘဲဥလေးနဲ့ပေါ့နော်အကြော်လေးလည်းပါတယ်ပဲကြော်လေးလည်းပါတယ်အရသာလည်းလုံးဝအရသာရှိရပေါ့နော်အဲ့တော့ဘာဆိုင်လေးလဲဘယ်ကဆိုင်လဲဆိုတော့ဆိုင်နာမည်လေးနဲ့ဆိုင်လေးစာလေးကိုကတော့ Facebook link လေးနဲ့screenshot ရိုက်ပြီးတော့ comment မှာဖြစ်ဖြစ်ဒါမှမဟုတ်ဗီဒီယိုရဲ့နောက်ဆုံးမှာဖြစ်ဖြစ်ထည့်ပေးထားမယ်နော်ဒါကတော့ကျမဆွဲနေတာပါ open campus ကမနက်ပိုင်းပေါ့နော်ပြီးတော့နေ့လယ်7:00ခွဲတော့ open campus ပြီးတယ်အေးသွားတက်ဖို့စဉ်းစားနေတဲ့အကြောင်းက travel ဘိုင်းရယ် hotel ဘိုင်းရယ်နှစ်ခုရှိတဲ့အကြောင်းပေါ့နော်အခုတော့ဒါကတော့စဉ်းစားနေတော့ပေါ့နော် open campus လိုက်သွားပြီးတခြားကျောင်းတွေလိုက်ကြည့်တယ်ကျောင်းလာကတွေကြည့်တယ်အဲ့တော့ language school ကျောင်းသားအနေနဲ့ပြီးတော့ဆဲမွန်းကျောင်းသားအနေနဲ့ထပ်တက်ဖို့အတွက်ကိုပြင်ဆင်နေတဲ့အချိန်ကာလလေးပေါ့နော်တက္ကသိုလ်တွေလည်းရှိရပေါ့နော်တက္ကသိုလ်တွေလည်းသွားလို့ရတယ်ဒါပေမဲ့တက္ကသိုလ်ကတော့ကျောင်းလာကလည်းများလိုမျိုးသူက4နှစ်တက်ကမှာဆိုတော့ပေါ့နော်အချိန်အရင်မဆွဲကျင်တော့ဘဲနဲ့လုပ်ငန်းဝင်တွေကိုမြန်ဝင်ကျင်တဲ့အခါမျိုးကြလို့ရှိရင်တော့ဆဲမွန်းကပိုအဆင်ပြေမလားဆိုတဲ့အတွေ့အကြုံလည်းရှိရပေါ့နော်အတွေ့အကြုံအခုချိန်ကြီးဘာတက်လို့တက်ရမလဲဆိုတာအတိအကျမသိသေးဘူးပေါ့နော်စဉ်းစားနေတော့အချိန်ကာလပေါ့နော်အဲ့တော့ senior တွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းအကြံလေးပေးခဲ့ပါအောင်လို့အေးကတောင်းဆိုပါတယ်ကျောင်းထဲရောက်ပြီးတော့ပေါ့နော်ဆဲမွန်တက်နေတဲ့လူပဲဖြစ်ဖြစ်ထိုက်ကခုတက်နေတဲ့လူပဲဖြစ်ဖြစ်အကြံပေးခဲ့ဖို့တောင်းဆိုပါပေါ့နော်ညှော်လင့်နေပါတယ် comment မှာအကြံပြုချက်လေးတွေပေါ့နော်အခုတော့တက်ကတူပဲတွားရမလားပေါ့နော်ဒါကခုတက်ကတူပဲတွားရမလားဆဲမွန်ကောလိပ်ပဲဆက်တက်ရမလားဆိုတာကတော့အခုချိန်ဒီကြောင်ပြောက်နေတဲ့ကောင်မလေးပါပေါ့နော်အဲ့တော့ဒီမှာကတော့စားပါတယ်ကျမစားလိုက်တာတော်တော်စားလိုက်တာတပွဲလုံးကွာပြီးတော့လေနောက်တစ်ပွဲထပ်စားခြင်းသေးတာဒါပေမဲ့လုံးဝဘိုက်ကမဆန့်တော့ဘူးတစ်ပွဲကိုအများကြီးပဲအဓိကအချက်မပြောရသေးဘူးဈေးပြောပြမယ်ပေါ့နော်တပွဲပုံမှန်ဈေးဆို950ထင်တယ်ညီမကတော့အဲចောင်းသားကပ်ပြလိုက်တဲ့အတွက်တပွဲကို400နဲ့ပေါ့နော်400နဲ့စားခဲ့ရတာပေါ့နော်တကယ်950ဆိုရင်တော့အရန်တန်ပါတယ်ညီမစားဘူးတယ်ပေါ့နော်ဒါပေမဲ့1000ကျော်ရှင်းရတဲ့ဆိုင်တွေများတယ်ပေါ့နော်ညီမစားပြခဲ့တဲ့ဆိုင်တွေမှာစားဘူးခဲ့တဲ့ဆိုင်တွေမှာ1000တပွဲကို1000နီးလွန်ဆုံး900ပဲ800 900 1000 1200အထိအဲ့လိုမျိုးရှင်းခဲ့ရတဲ့ဆိုင်တွေရှိရပေါ့နော်ဒီလိုမျိုးသူတို့900နဲ့ဆိုတာတော့တကယ်တန်ပါတယ်ပေါ့နော်ကျောင်းသူကျောင်းသားမကအလုပ်သမားဘယ်သူပဲဖြစ်ဖြစ်အကုန်လုံးစားနိုင်တဲ့ဈေးပေါ့နော်တကယ်လဲဆိုင်ဘက်ကတည်းတကယ်စေတနာထားပြီးရောင်းတာဆိုတော့သိတာရပေါ့နော်ပတ်စံအမြတ်ထက်ကိုလေအဲ့တော့တကယ် try သင်းနဲ့ဆိုင်လေးပါဒါကတော့ recommend ပေးတာပေါ့နော်ကိုလည်းစားပြီးအရန်ကြိုက်သွားတဲ့အတွက် recommend ပေးတာပါအရသာလည်းပြောစရာမရှိသလိုဈေးကအရန်တန်လို့ပါနော်ပြီးတော့ကျောင်းသားတွေလက်လွတ်မခံသေးတဲ့အခွင့်အရေးနော်ကျောင်းသားကပ်ပြရနဲ့ရန်လေးရနဲ့မွေးငါစားရတော့မှာဆိုတော့လေကတော့
ဈေးသက်တာတဲ့အတွက်အရသာလေးအရင်ကြိုက်လို့နောက်တစ်ခေါက်လေတကယ်ချင်းတွေကိုလည်းအကုန်လုံး sharing လုပ်ပြီးပြီပေါ့နော်တကယ်ချင်းတွေအကုန်လုံးကိုเจ้าကလူတွေရောနီးစက်ရတွေရောလောကြည့်လုံးဝ bite တင်းနေတဲ့ရုပ်တပွဲကိုမနှဲကွန်စားရတယ်အများကြီးလဲပါပေါ့ဒီဇိုင်းလေးပါပေါ့နော်အကုန်လုံးသွားစားကြည့်ကြဖို့မျှော်လင့်ပါတယ် favor page လေးပါ